Hello everyone ဒီ channel လေးရလေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော် Cinderella အင်ဂျီလေးတွေနဲ့သမီးအင်ဂျီလေးတွေဝတ်ပြဖြစ်ပါတယ်ဗီဒီယိုလေးစခင်မှာလည်း like and subscribe လုပ်ခဲ့ပြီးလို့လည်းမမေ့ကပါနဲ့နော် Cinderella အင်ဂျီမှာလည်းဟိုနှစ်မျိုးရှိတယ်ပေါ့နော်အဲ့အလုံးလောက်တဲ့ Cinderella အင်ဂျီလေးလေးရှိတယ်လို့မင်းသမီးဝတ်တဲ့ Cinderella အင်ဂျီလေးလေးရှိပါတယ်ကဲဒါဆိုစလိုက်ကြရအောင်ပေါ့နော် Cinderella အင်ဂျီလေးဝတ်မယ်ဆိုလို့ရှိရင်ဟိုကြတဲ့အင်ဂျီလေးတော့ဝတ်လို့ရပါတယ်ဒါပေမဲ့သူကဝတ်ခိုင်းတော့ဒီနေ့ဝတ်ပြရအောင်နော်အဆုံးပိုင်းစီဒီဆုံးမှာတော့အဲ့အလုံးလုံးတဲ့အင်ဂျီလေးဝတ်မယ်ဆိုလို့ရှိရင်ယာရင်းနဲ့လိုက်ပါအားလေးနဲ့လိုက်ပါမယ်စပယ်ကကြာကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်နော် Cinderella ရဲ့စပယ်ကကြာဒီလိုလားမသိပါဘူးတိတ်တော့မမှတ်မိဘူးပေါ့နော် hair ကိုနှိပ်လိုက်ပါမယ်ဘလို့ပေါ့ဝင်လည်းမသိဘူးညီမကတော့ဒီစတုံးလေးပဲလုပ်လိုက်ပါရားလေးမတရားလေးပေါ့နော်25အဲ့လေးလေးလိုက်ပါမယ်ပြီးလို့ရှိရင် Cinderella ရဲ့အကြီးအရာကိုဝေးမယ်ပေါ့နော်အကြီးအရာကိုဝေးမယ်ဆိုတော့ menu ထဲကိုလိုက်မယ်ပြီးလို့ရှိရင် character edit ထဲကိုလိုက်ပါမယ်ပြီးလို့ရှိရင်ဒီထဲကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့အပေါ်ကိုဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒီဟာလေးနှိပ်လိုက်မယ်ဒါလေးဆိုခုတ်ခါလာလေးနှိပ်လိုက်မယ်နော်ခုတ်ခါလာထဲမှာကျတော့ခုတ်ခါလာ1ကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်အမဲရောင်လေးတော့ပေါ့နော်ဒီအရောင်လေးအမဲဒါပေါ့နော် Cinderella ရဲ့အင်ဂျီလေးပေါ့နော်နောက်တစ်ခုကျတော့ Cinderella မင်းသမီးအင်ဂျီလေးပေါ့ဝတ်ပြအောင်ပေါ့နော်ဒီဆုံးဒီရဲဝင်ပါမယ်ပြီးလို့ရှိရင်အင်ဂျီ clothes ထဲဝင်ပါမယ် Cinderella မင်းသမီးလေးအင်ဂျီဆိုလို့ရှိရင်တော့သူ့အင်ဂျီတွေကဒီ wedding dress 2လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးလို့ရှိရင်စပင် hair ကိုနှိပ်လိုက်ပါမယ်ဘာစပင်လေးလဲဆိုတော့ Cinderella တိတ်တော့မသိဘူးဆိုတော့စပင်းလေးအရှိလေးပဲထားလိုက်မယ်နော်ဒီဟာလေးပေါ့နော်နံပါတ်14ပေါ့နော်အဲ့ဒါလေးပဲထားလိုက်မယ်ပြီးလို့ရှိရင် menu ထဲဝင်ပါမယ်ဝင်ပြီးလို့ရှိရင် character edit ထဲဝင်ပါမယ်ဖြစ်လာတာနော်ပြီးရှင် cloth color ထဲဝင်ပါမယ် cloth color မှာကျတော့အပြာရောင်လေးဝင်လိုက်ရအောင်နော်ဒီအပြာရောင်လေးဝင်လိုက်တယ်ပေါ့နော်ဒီပြာလေးပေါ့ဒါကတော့ Cinderella လေးရဲ့အင်ဂျီပေါ့နော်နောက်တစ်ခုကျရင်လက်သမီးလေးရဲ့အင်ဂျီကိုဝတ်ပြပေါ့နော်လက်သမီးလေးရဲ့အင်ဂျီဆိုလို့ရှိရင်ဒီထဲဝင်လိုက်ပါမယ်ပြီးလို့ရှိရင် clothes ထဲဝင်လိုက်ပါမယ် clothes ထဲဝင်လိုက်လက်သမီးအင်ဂျီလေးဆိုတော့ဆွဲချလိုက်ပါမယ်နော်ပြီးလို့ရှိရင်ဆက်ချမယ်ပေါ့နော်ပြီးလို့ရှိရင်angel လိုက်ပါမယ် angel လို့ရှိရင်စပင်ရကြကိုကြက်လို့နော်ညီမဒီစပင်လေးပဲလုပ်လိုက်ဒါဆိုလို့ရှိရင်လက်စပင်လေးပြောသွားပါရင်ပြန်လို့လည်းရပါတယ်ပေါ့နော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်